မိတ်တုံကျယ်လေးတွေနဲ့အလင်းကိုဖုံးတာကားဆွင်းလာမင်းကြီးကထိန်ထားနေပါတယ်။လာရောင်ဆန်းတော့ညကောင်းဝင်ကမြင်ရသူရဲ့စိတ်ကိုတမျိုးတမဲကြည်နူးစေပါတယ်။ခဝေးစီမှာအတန်ပလန်တွေကိုလည်းတိုးရီကြားနေရပါတယ်။ဥယူကပြောတယ်လို့ပင်သုံးမင်ရွာတို့အလုသွားလုပ်နေကြတော့ရွာသူရွာသားတွေပြန်လာကချက်ပြုတ်စားတောင်းနေကြခြင်းဖြစ်ပါတယ်။ကြားနေရတော့ထိုတန်တွေကဒီကိုเจ้าရွာရဲ့ပုံမှန်ညနေခင်းဂီတတန်တွေဖြစ်ပုံရနေတယ်။အော်ပင်မနေသူတို့မှာတော့ရှားပါတော့ညရတာကိုဘယ်မှလာခံစားခွင့်ရမှာပါလေ။ကြောင်နေတီမိုးမရွာခဲ့ပြီမဲ့အဆုပ်ပြန်ညလေးကတော့တဖြူဖြူတိုက်ခက်လျက်ရှိနေပါတယ်။တယောက်တည်းကိုပြပေါ်ထားရင်ကောင်းကင်ကြီးကမော်ကြီးကတောင်ဤတွေးတော်လျက်ရှိနေသည်။သူတွေးနေသည်ကတော့ဤကိုเจ้าရွာကြောင်လွန်စွာစိတ်ဝင်စားဖွယ်ကောင်းတော့ကြေးရွာတစ်ခုဖြစ်တယ်လို့စံပြလွန်တော့ရွာတရွာလေးဖြစ်တယ်။ချောင်းနေတီမိုးကောင်ခဲ့တယ်တဲ့။ကျိန်သာလေးတိုက်ခံထားရတယ်တဲ့။မိုးမရွာတာကတော့သူ့ကိုယ်တွေ့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဘုန်းကြီးเจ้าနေရာမှာတပေါင်းကျိုးသားပန်းသားအပြေချာနေသောသုံးပုံပဟိနိလွန်ခဲ့တော့ချောင်းတိကျော်ကတက်တော်ရှိဘုန်းကြီးတစ်ပါးကြွလာခဲ့တယ်တဲ့။အဲဒီဘုန်းကြီးကပင်တပေါင်းကိုရေးပြီးသုံးပုံပဟိနိပေါ်တဲ့နေ့ကမင်းတို့ရွာကြီးအတိတ်ကပြန်စားမယ်နေလို့ပြောခဲ့တယ်တဲ့။ကြောက်เสียဟောကိန်းတွေပါပဲထိုစဉ်တုန်းကဘုန်းကြီးပြောခဲ့တာတွေကိုဘာမှမသိပေမဲ့ယခုတော့လက်တွေ့ခံစားနေရပါပြီအတွေ့ထဲမှာပင်ဥယျကပြပြခဲ့သောကိုเจ้าရွာတမိုင်းเจ้าကတရစ်ဝဲဝင်ရောက်လာပြန်တယ်တက်တော်ရှိဘုန်းကြီးထွက်သွားပြီးမကြခင်မှာရွာတို့ဖိုးလက်ဖြူဦးဆောင်သောမျက်လက်ဖွဲ့ရောက်လာတယ်ဖိုးလက်ဖြူကဒီရွာကိုသဘောကျပြီးအုပ်ချုပ်ဖို့ပြောတယ်လက်မခံနိုင်၍ဦးတီလာနဲ့ဖိုးလက်ဖြူတို့ပညာပြိုင်ကြတယ်ဦးတီလာရှုံးပြီးရွာကပျောက်သွားတယ်ဒါကိုတရွာလုံးကဦးတီလာတည်သွားတာလို့မှတ်ယူကြတယ်ဖိုးလက်ဖြူကတော့မျက်စိတစ်ဖက်ကန်းပြီးနောက်တစ်လလောက်ကြာမှတည်သွားတယ်မသိခင်မှာသူ့မျက်လုံးတစ်ဖက်ကန်းသွားတာကိုညှိုးပြီးရွာကိုကျိန်သာတိုက်သွားခဲ့တယ်အဲ့ဒီကျိန်သာကြောင့်ရွာမှာအခုထိမိုးခေါင်နေရတယ်အဲ့ဒီနောက်မှာရွာကိုအုပ်ချုပ်ဖို့ဖိုးလက်ဖြူရဲ့ညီရက်ခဆိုပြီးပေါ်လာတယ်ရက်ခကရွာကိုမအုပ်ချုပ်ဥပြေဝကိုလွှဲပေးပြီးသူကတော့ရွာပြင်တောင်ကုန်းပေါ်မှာတဲထိုးပြီးနေတယ်ရက်ခတို့အဖွဲ့အတွက်ရွာကလာတင်စားနရိတ်ကထောက်ပံ့ပေးရတယ်အဲ့ဒီမှာပြဿနာဖြစ်လာဒီကရေမိုးခေါင်လွန်တဲ့အတွက်ဥပြေဝကတရွာလုံးရဲ့တောက်တုံးရီဖြစ်ရေလောင်ကန်တစ်ခုကိုတူးထားတယ်တုံးမင်ရွာကနေရေကိုသယ်ပြီးအဲ့ဒီရေလောင်ကန်လေးကိုထည့်တယ်အဲ့ဒီရေကိုရက်ခကတောင်းလွယ်နဲ့တောင်းမရတော့မျက်လက်ပညာပြိုင်ပြီးရေကိုယူတယ်ရွာမှာလေရက်ခကိုနိုင်အောင်ရှင်နိုင်တဲ့သူမရှိတဲ့အတွက်ရက်ခတဘောတိုင်းပဲဖြစ်နေရတယ်ဒီကိုเจ้าရွာရဲ့တမိုင်းเจ้าချင်းချုပ်မှာဒါပဲဖြစ်တယ်အမှန်ဆုံးပြောရရင်တော့သူရောက်ရှိနေရရွာဟာစိတ်ဝင်စားပွဲစိုးရိမ်ထိတ်လန့်ပွဲတွေပြည့်နှက်နေတဲ့ရွာတရွာပါပဲဒါပေမဲ့သူ့စိတ်ထဲမှာမတင်မကျဖြစ်နေတဲ့အကြောင်းအရာတွေလည်းရှိနေပါသေးတယ်အဲ့ဒါကရက်ခတို့လူသူဘာကြောင့်ဒီရွာမှာဆက်နေနေတာလဲအကိုလည်းရှိတော့တာမဟုတ်ဘူးရွာကိုကိုယ်တိုင်အုပ်ချုပ်နေတာလည်းမဟုတ်ဘူးဒီလောက်မိုးကောင်ရေရှားပြီးဒုက္ခများနေတာကဘာကြောင့်ပါလဲလောလောဆယ်သူတွေးမိတာကတော့စားပေါက်ချောင်နေလို့ဒါဆက်လက်နေထိုင်ခြင်းဖြစ်ပါလိမ့်မယ်ပြီးတော့ဥတီလာတည်သွားတယ်ဆိုတာရောဟုတ်ရဲ့လားတည်သွားတာမှန်ရင်လူတယောက်ကိုတည်အောင်ပြုသားနိုင်တဲ့ပညာဒိဏကဘလောက်တောင်ရှိနေမလဲထိုပုဂ္ဂိုလ်မျိုးတိုက်သွားတဲ့ချိန်သားကိုလွယ်လွယ်ကူကူခြေပြတ်လို့ရောရနိုင်ပါမလားတော်တော်ခက်ခဲသောကိစ္စတစ်ရပ်ဖြစ်ပါတယ်ထို့စဉ်မှာပင်မျက်လုံးထဲမှာလူတဝိရုပ်ပုံကပေါ်လွင်လာတယ်မြင်အောင်ပြီးရင်ပဲရင်တစ်ချက်ဒိန်းကနေစောင့်ခုံသွားတယ်ဒီရွာမှာစိတ်ဝင်စားဖွယ်အကောင်းဆုံးပုဂ္ဂိုလ်လေးနာမည်ကနှလုံးထဲပါအီလစ်ထိုအခိုက်နီးကပ်လာသောခြေတံတစ်ချက်ကိုကြားလိုက်ရသည့်ကြောင့်လှည့်ကြည့်လိုက်တဲ့အခါမှာဘာတွေတွေးနေတာလဲကွာရင်တွေခရောက်တို့နဲ့ခွက်ခွက်ကိုပြစ်ပေါ်ချရင်ဥယူဝမေးတယ်ရိုးစစ်ကိုပြင်ထိုင်ကဘာရင်မဟုတ်ပါဘူးဥတို့ရွာနဲ့ပတ်သက်ပြီးမရှင်းတာလေးတွေတွေးကြည့်နေတာပါဟာဟုတ်လားငါဥယူဝကပေါ့ပါဆိုရင်ကိုပြစ်ပေါ်တက်ထိုင်တယ်ပြီးတော့ယူလာတဲ့ခွက်ခွက်ထဲကိုရင်နွေးတွေလောင်းထည့်နေတယ်လာရောင်နေဖြစ်ပေမဲ့ရှင်းလင်းမြင်နေရသည်မို့ဥယူဝလောက်ကင်ပုံတွေကိုဘာရင်မဟုတ်ငေးကြည့်နေမိတယ်ခွက်တွင်းမှာရင်နှင်းငွေတွေကလည်းအပြင်ကိုရှံကာထွက်နေတယ်ဘာတွေမရှင်းမလင်းဖြစ်နေလို့လဲမရှင်းဘူးဆိုတာထက်ဆိုင်လူတယောက်အကြောင်းကိုပိုသိကျင်တာဘာလို့လဲအီလေးလေစကားသားကတိုင်ပင်မထားပါပဲပြတ်တောက်သွားတယ်
ရိုးစစ်ကြည့်မိတော့ဥယူဝါကလားရောင်ထိုးကြနေသောရွာလေးစီကိုငေးသွားလေတယ်အတန်ကြာတဲ့အထိမိတုစီကမှစကားတန်ထွက်မလာဒီကလေးလေးဘဝကတနာစရာပါသူသိပါသည်စသွေးသားကပင်ဤလင်းနဲ့ပတ်သက်ပြီးရိုးစစ်တီးတန်လောက်တီးခဲ့သည်ဒါပေမဲ့သူထက်တီးခြင်းသည်အမှန်တိုင်းပြောရရင်တော့ဤလေးကဒီရွာကမဟုတ်ဘူးဘယ်ကမှန်းလဲမသိဘူးဘယ်သူမွေးမှန်းလဲမသိဘူးသူ့ကိုတင်းချိုင်းကကောက်ရခဲ့တာဦးတီလာကမွေးသားခဲ့တာပဲအဲ့ဒီကလေးလေးကိုဦးတီလာကအယမ်းချစ်တယ်ဤလစ်ဆိုတဲ့နာမည်ကိုလည်းသူပဲပေးခဲ့တာကျွန်တော်မသိလို့တခုလောက်မေးမယ်နော်ဦးတီလာကသားသမီးမရှိဘူးလားမရှိဘူးဇနီးလည်းမရှိဘူးအော်တဘောပေါက်ပြီးခေါင်းငိမ့်တော့ဥပိဝစကားကိုဆက်တယ်ဒါပေမဲ့အယမ်းအောင်ဖို့ကောင်းနေကွာဤလေးကညံတာကောင်းတယ်ကြောက်စရာကောင်းဆုံးလားသူ့ရဲ့တင်ချာညံပဲမင်းလည်းတွေးခဲ့ရပြီးပြီသူ့ရဲ့ပါရမီလိုပဲပြောရမှာပေါ့ဤလေးကိုဦးတီလာကိုယ်တိုင်ပဲစာတင်ပေးတာဦးတီလာမွေးသားလားဆိုတော့ငါတို့နဲ့အတူတူပဲဒီအိမ်ကြီးမှာနေရတာပေါ့ဒါပေမဲ့ဤလေးလေး5 နှစ်သားအရွယ်မှာဦးတီလာဆုံးသွားတယ်ဘာကြောင့်ရင်မသိဘူးကြံခဲ့တဲ့ဖူးလက်ဖြူကဒီကလေးလေးကိုရွာကအတင်းမောင်းထုတ်တာပဲဟာရိုးစစ်ကတန်တော်အာမေလိုက်တန်ထွက်သွားတော့ဘယ်သူဝိုင်းပြောလို့မှမရဘူးကွာဘာကြောင့်မောင်းထုတ်မှလည်းမသိဘူးဒါပေမဲ့ငါတို့တွေကတော့အံ့ဩရတာကဤလက်ပဲဘာမှမဖြစ်သလိုအိမ်ငါထွက်သွားပြီးတင်းချိုင်းမှသွားနေတယ်ကွာ9 နှစ်ပဲရှိသေးတာနော်ကြောက်တာလန့်တာလည်းမရှိဘူးအေးစစ်စစ်ပဲစာအုပ်တစ်ထပ်နဲ့တင်းချိုင်းကိုသူ့အိမ်လှုပ်ပစ်လိုက်တော့တာပါပဲတီဗီသားကိစ္စတွေဖြစ်ပေမဲ့အံ့ဩမှုတွေအချိန်ချင်းဖြစ်မိတယ်ဤလက်စားရင်ထဲမှာတော်တော်မောသွားရည်တကယ်အာကခလေးလေးပင်အစားဖို့တောက်ဖို့ကိစ္စကိုတော့သူထွက်သွားတဲ့အချိန်ကစပြီးအခုအချိန်ထိငါတို့ပို့ပေးနေတယ်တော်သေးတာပေါ့အခုနောက်ပိုင်းတော့မစိုးပါဘူးရက်ခါကသူ့ကိုချစ်တယ်ကွာညဘက်တွေသူတို့တဲကိုခေါ်အိတ်တယ်ဒါပေမဲ့ရွာတဲကိုတော့ဝင်ခွင့်မပြုဘူးရက်ခါတို့တဲဆိုတာကရိုးစစ်အမေမဆုံးခင်ဥယူဝါကတဏီယာကိုလက်ညှိုးညွန်ပြ၏ဟိုတောင်ကုန်းလေးပေါ်ကမီးရောင်လေးကိုတွေ့လာလားရောင်ထိုးကြနေသည်မို့တောင်ကုန်းလေးကိုမြင်ရပါသည်ထိုတောင်ကုန်းထိတ်မှပူပူဝိုင်းဝိုင်းတဲလေးနဲ့ထိုအထဲမှဖြာထွက်နေသောမီးရောင်လေးလေးကိုလည်းမြင်ရတယ်ဟုတ်ကဲ့တွေ့တယ်အဲ့ဒါရက်ခါတို့တဲပဲရိုးစစ်သဘောပေါက်လိုက်ပါပြီမနက်ကဤလေးညွန်ပြခဲ့သောတဲလေးပါပဲဒါကြောင့်မလို့စောစောစီးစီးသူ့အတွက်ရေနှစ်ခွက်ယူလာနိုင်တာကိုမျက်လက်ပြိုင်ပြီးရေတွေလကားရနေတာမို့ဤလေးပြောသလိုထိုတဲမှာရေပေါ်တာဖြစ်နိုင်ပါသည်ဒါဆိုညကသူတယောက်တည်းတုတ်တန်မှအိတ်ခဲ့ရတာပေါ့ပြီးတော့ရွာထဲတို့အဝင်မခံသည့်အတွက်မနက်က9 ကြောင်9 ဝက်ဖြစ်သူ့ကိုတကြီးအိမ်ပို့ပေးခဲ့ပေါ့နောက်ပြီးချက်ချင်းပျောက်သွားတာတွေကိုလည်းဆက်မိလိုက်ဒါပေမဲ့အတွေ့အကြုံကတော့သူ့ကောင်းတဲ့တီးတီးကြကြဝင်ရောက်လာသည်ဤလေးကိုဘာကြောင့်ရွာကမောင်းထုတ်တာလဲအကြောင်းတစ်ခုတော့ရှိနေမှာပါထိုစဉ်မှာပဲသူတို့နှစ်ဦးထိုင်နေရာပတ်ဝန်းကျင်ကအနှဲငယ်အမှောင်ကျသွား၏လာကိုတိမ်ဖုံးသွားခြင်းဖြစ်ပါတယ်ဒါပေမဲ့မကြာလိုက်လေဤအကူကြီးနဲ့တိမ်တိုက်တွေလွင့်ပါသွားပါတယ်ခဏချင်းပင်လာမင်းကြီးကမူလအတိုင်းပြန်လဲကြည်နေလာသည်ထိန်ထိန်သာနေတော့လာမင်းကြီးအားမောကြည့်ရင်ဥယူဝထံမှတက်ပြင်းလေးကြီးတစ်ချက်ထွက်ပေါ်လာ၏တခုခုထူးဆန်းသည့်ကြောင့်ရိုးစစ်လေးလာပြီးတော့ဒီနေ့လာသန်း14 ရက်နေ့ပဲမနေ့ပြန်လာပြီးမှကိုငါစိုးရိမ်နေတယ်ကွာဘာလို့လဲလာပြီးနေဆိုရက်ခါတို့အုပ်စုတို့ရွာကိုဆင်းလာတတ်လို့စိုးရိမ်သည့်အတိုင်းတကယ်ပင်ဖြစ်ခဲ့ပါသည်နောက်တနေ့ညနေမှာပင်ရက်ခါတို့နေထိုင်ရာတောင်ကုန်းထက်စီမှမောင်းထုတန်3 ချက်တိတိထွက်ပေါ်လာသည်ဒူဒူဒူ